အားလုံးပဲဒီနေ့မှာတော့ကျွန်တော်ဒီ Google Docs ရဲ့ role လေးတွေကိုကျွန်တော်ရှင်းပြပေးမှာလည်းဖြစ်ပါတယ်ဆိုတော့အရင်ဆုံးအနေနဲ့ Google Docs ဆုံးမယ်ဆိုရင်တည်ထားရမှာတွေကကျွန်တော်တို့တရားနဲ့တရားအငင်းခုန်တွေလောက်ရမယ်စကားတွေပြောရမယ်ပေါ့နော်တကယ်လို့ကိုကစကားပြောဖို့အဆင်မပြေတဲ့အခြေအနေမှာရှိနေဆိုရင်ကျွန်တော်တို့ဒီ chat ကနေပြီးတော့စာရေးပြီးတော့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့စလိုက်အောင်ဗျပထမဆုံးအနေနဲ့ဒီ Google Docs မှာကျွန်တော်တို့ role က3မျိုးရှိတယ်Goose ရဲ့ Desk ရဲ့ Network Role ရဲ့ဆိုပြီး3မျိုးရှိရပါတော့ကျွန်တော်ဒီရိုးလူကောင်းရဲ့ကျွန်တော်ဒီ imposter တွေပါလို့ပဲကျွန်တော်သုံးပြီးတော့ပြောပါမယ်အရင်ဆုံးအနေနဲ့ကျွန်တော်ရိုးဒီလူကောင်းတွေရဲ့ဟာလေးကိုအရင်ပြပြပြရအောင်ဗျဒီရိုးဆိုနေ Avenger ကြတော့ brother တွေဒီimposter တွေကကိုယ်တိုင်လာကေးတာမဟုတ်ဘူးねပေါ့နော်ဒီကားနဲ့တိုက်ပြီးကေးတာတို့ဒီမီဆိုင်ပြုတ်ကြပြီးတော့ကေးတာတို့ပေါ့နော်အဲ့လိုဟာမျိုးတွေနဲ့ဒီကောင်ကိုကေးလို့မရပါဘူးကားကြီးပါတိုက်လေဒီကောင်ကမချောဘူးပေါ့နော်ဆိုတော့ဒီကောင်ပါလို့ရှိရင်ဒီကောင်ကimposter တွေကိုယ်တိုင်ချောမှပဲရတယ်လို့ဖြစ်ပါတယ်ပြီးရင် Astray ကကြတော့ brother တွေဒီကောင်ကဝိညာဉ်လွှင့်လို့ရတယ်ဝိညာဉ်လွှင့်တဲ့အချိန်မှာဒီကောင်ကအဖြူအမဲနဲ့အကုန်လုံးဘဲတွေအကုန်လုံးပုံစံတူမြင်ရမှာဖြစ်ပြီးတော့ဒီကောင်ကအတန်အောင်နားထောင်ပြီးတော့ဒီ imposter ကိုလိုက်ဖမ်းရမှာဖြစ်ပါတယ်ဗျပြီးတော့ Avenger ကြတော့သူ့ရဲ့ရှေ့မှာဒီ neutral rule တွေရပဲဖြစ်ဖြစ်ဘဲကောင်းတွေရပဲဖြစ်ဖြစ်ပေါ့နော်ဒီ crew mode တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း neutral rule ပဲဖြစ်ဖြစ်ဘယ်သူကဖြစ်ဖြစ်ကိုရှေ့မှာတရားရောက်ကို show လိုက်တယ်ဆိုရင်သူ့စီမှာပြန်ပြီးတော့ show လို့ရတဲ့ skill တစ်ခုပေါ်လာမှာဖြစ်ပြီးတော့ဒီအမြန် show မှလည်းရတယ်ပေါ့နော်ဒီ skill ကခဏပဲပွင့်တာဖြစ်ပါတယ်ပြီးရင်တော့ Velwatcher ကြတော့ဒီကောင်ကဒီနေရံဖောက်ပြီးတော့ကြည့်လို့ရတဲ့ role ဖြစ်ပါတယ်ကိုဘီနာတော့မှောင်ရောပေါ့နော်ရှေ့ကမြင်ကွင်းချင်းလေးကိုဒီနေရံလေးကိုဖောက်ပြီးမြင်ရမှာဖြစ်ပါတယ်body gag ကတော့ကျွန်တော်တို့ software ထဲမှာတော့မပါဘူးပေါ့နော်ဒီကောင်ကကြတော့ဒီဘဲကိုလိုက်ပြီးကပ်ပဲပေးရတဲ့ကောင်ဖြစ်ပါတယ်ဆိုတော့နည်းနည်းကြော်လိုက်မယ်ကြာနေကြ role မဟုတ်တော့ Canadian က imposter တွေ neutral role တွေကိုဖမ်းဖို့အတွက်ရန်အောင်မှာအရေးကြီးရပေါ့နော်ဒီ role ကိုကကြာထားပြီဆိုရင်ကိုယုံကြည်ရတဲ့လူ2ယောက်လောက်ကိုပဲပြောပြပြီးတော့ဒီကောင်က1ယောက်တည်းသွားနေရမှာဖြစ်ပါတယ်အဲ့ရှင်မှာ imposter ဖြစ်ဖြစ် neutral role ဖြစ်ဖြစ်ကို show လိုက်ရဆိုလို့ရှိရင်body report auto ခေါ်အောင်မှာဖြစ်ပြီးတော့အဲ့လူကလုံးဝ imposter ဆိုတာတေးကြတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကို counter လို့ရတဲ့ professional role ဆိုတာ imposter role ထဲမှာရှိပါတယ်ဆိုတော့အဲ့လေးကိုပြီးရင်ကျွန်တော်ပြပြပြပါမယ်ဗျcelebrity ကြာရည်ဆိုလို့ရှိရင်တော့ brother တွေဘယ်သူမှဘာမှလုံးဝမပြောပါနဲ့ကိုရဲ့ role ကိုကအဲ့လိုမျိုးချုပ်သွားနေရမယ်ပေါ့နော်အဲ့ချိန်မှာဒီကို imposter ဖြစ်ဖြစ်တရားရောက်က show လိုက်တယ်ဆိုလို့ရှိရင်ဒီ imposter ရဲ့ natural role ရဲ့2 role ကလွဲပြီးတော့ general role တွေအကုန်လုံးကrisk ဆိုပြီးတော့ဒီဘဲကောင်းလေးနဲ့ဒီအပေါ်မှာပေါ်လာမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီ imposter ရတော့မြင်ရမှာမဟုတ်အကြိုင် meeting မှာဒီဆက်လေး show သွားပြီလားဆိုရင်မေးပြီးတော့ imposter တွေကိုဖမ်းလို့ရတယ်ဖြစ်ပါတယ်ကိုရိုနာကကြတော့ဒီ body report တင်လိုက်သူကိုယ်တိုင်တင်လိုက်တယ်ဆိုလို့ရှိရင်ဒီကောင်ကဒီမဲအပူပေးလို့ရတယ်ဖြစ်ပါတယ်ဒီမူဟန်တာတော့ကြော်လိုက်မဲကြာနေကြလို့မဟုတ်တဲ့အတွက်ဒီတက်ကကြတော့ဒီ round ထဲမှာ imposter ကတရားရောက်ကိုချောလာလားမချောလာလားလိုက်စစ်လို့ရဖြစ်ပါတယ်သူက round ဒီ round မှာပဲတီးချောလာမှာပေါ့နော်စစ်လို့ရတာပါမချောလာဘူးဆိုလို့ရှိရင်သူကဒီနတ်သားလိုပုံစံလေးပေါ်နေမှာဖြစ်ပြီးတော့ဒီချောလာရဲဆိုလို့ရှိရင်ဂျိုးပုံစံပေါ်နေမှာပေါ့နော်ဆိုတော့ဒီကောင်က imposter တွေကိုဖမ်းလို့ကောင်းတယ်ပြီးရင် engineer ကြတော့ဒီအမိုက်ပုံတွေမှန်ပြီးတွေပေါ့နော်အလူဟာမျိုးတွေဝေပုံလို့ရတဲ့ role ဖြစ်ပါတယ် fortune teller ကကြတော့ဒီသူက body report ခေါ်လိုက်မယ်ဆိုလို့ရှိရင်ဒီ body ကိုဘယ်သူက show သွားရဲဆိုတာကိုဖြစ်နိုင်ကြီးတွေကိုပြပြီးမှလည်းဖြစ်ပါတယ်ဖြစ်နိုင်ကြီးတွေကိုပြပြီးမှာပါ gravy ကကြတော့ဒီကောင်ကကျွန်တော်ကတော့တိတ်တော့မစော့ဖြစ်ဘူးဒီကောင်ကဒီ quest တွေလိုက်လုပ်ပြီးတော့ပတ်စံလိုက်ရှာတဲ့ role ဖြစ်ပါတယ်ဒီ imposter ကကိုဒီနောက်ဆုံးတယောက်တည်းကြံမှလည်း show လို့ရတဲ့ role လေးဖြစ်ပါတယ်ဗျတယောက်တည်းရှိနေချိန်မှာ show လို့ရတဲ့ role ဖြစ်ပါတယ်ပြီးနောက်တစ်ခုကြော်လိုက်ပါမယ်ဒီကောင်ကြီးကြာနေကြမို့တဲ့အတွက် lobby list ကကြတော့ဒီ meeting ခေါ်တဲ့အချိန်မှာကိုအတွက်ဘုတ်လုံရလောက်ရသွားလို့ရှိရင် show လို့ရတဲ့ spell တစ်ခုပါလာဖြစ်ပါတယ်ဒီကောင်နဲ့ဒါ imposter တွေကိုရှာပြီးတော့ show ရတာပေါ့နော်ကိုအချင်းချင်းမ show ပါနဲ့မဟုတ်ရင်ရှုပ်ကုန်မယ်ပေါ့နော်ပြီးရင် lever ကြတော့ကျွန်တော်တို့ဒီတခြားတစ်ယောက်ကိုယူလိုက်ဆိုတခြားတစ်ယောက်နဲ့တွားပြီးချိတ်ဆက်နေမှာဖြစ်ပြီးတော့အဲ့လူက imposter လည်းဖြစ်နိုင်တယ်လူကောင်းလည်းဖြစ်နိုင်တယ်တစ်ယောက် show တာနဲ့နောက်တစ်ယောက်ကပါ auto light show မှာပါအဲ့တော့အတူတူနောက်ဆုံးချိန်ဒီအသက်ရှင်အောင်နေရမှာလည်းဖြစ်ပါတယ်ပြီးရင် median ကြတော့ကျွန်တော်တို့လူဘဲဘဲနှကောင်ရှိနေသေးရဆိုတော့စစ်ဆေးလို့ရဖြစ်ပါတယ်မိမစ်ကကြတော့ဒီ imposter တွေຢာထဲမှာရောပြီးနေလို့ရတယ်ပေါ့နော် imposter တွေကလည်းကိုယ် imposter ဆိုရောပဲမြင်နေမှာလည်းဖြစ်ပါတယ်အခုပုံမှန်ပွဲတစ်ပွဲမှာ imposter 2ကောင်ပဲပါတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကောင်ပါတယ်ဆိုရင် imposter က
3កောင်ဒီဖြစ်နေမယ်ပေါ့နော်ဒါပေမဲ့ तू ကကြောက်တော့ imposter တွေကိုမမြင်ရအောင် imposter ရကြောက်သူ့ imposter ဆိုပြီးတော့မြင်ရတယ်ပေါ့နော်ဆိုတော့imposter တွေတော့ခေါင်းစားစီတဲ့ role လေးလည်းဖြစ်ပါတယ်Morrigan ကကြတော့ကျွန်တော်တို့ဒီ body တစ်ခုတွေ့လို့ရှိရင်အဲ့ body ကိုစစ်စေးအရှောခံထားတဲ့ body ကိုစစ်စေးလိုက်မယ်ဆိုရင်ဒီအရှောခံထားတဲ့လူကဘာလို့လဲဆိုတော့သူကကြည့်လို့ရဖြစ်ပါတယ်ကျန်တဲ့နှစ်လူကြော်လိုက်မယ်ကြာနေကြမို့တဲ့အတွက်ပြီးရင် scientist ကကြတော့ကိုဘေးနာပတ်ဝန်းကျင်မှာအဲ့ဒီအရှောခံထားတဲ့ body ရှိလားမရှိလားစစ်ဆေးလို့ရဖြစ်ပါတယ်ပြီးရင်စန်စာကြတော့ဘဒူဝေးပဲနားမှာရှိရဆိုတော့မတ်ပေါ်မှာအနီစက်လေးအနေနဲ့စစ်ဆေးလို့ရတယ်ဖြစ်ပါတယ်Sheriff Rule ကလည်းဒီ imposter တွေလိုပဲဒီကောင်ကရှော်လို့ရတဲ့ skill ပါတယ်ဒါပေမဲ့ဒီကောင်ကဘဲကောင်းပေါ့နော် imposter တွေတွေကိုရှာပြီးတော့ရှော်ရတာပါဒါပေမဲ့အန်ဒီရများတာကဒီကောင်တပွဲလုံးမှာနှစ်ခါပဲရှော်လို့ရမယ်ဒါပေမဲ့ရိုးဘဲကောင်းအောင်တွားပြီးတော့ရှော်မိရဆိုလို့ရှိရင်ကိုကပြန်ရှော်မှဖြစ်ပြီးတော့ဒီ neutral rule တွေ imposter တွေကိုတွားပြီးတော့ရှော်မှပဲကိုကပြန်မရှော်မှာပေါ့နော်ဆိုတော့နည်းနည်းတော့အန်ဒီရများတယ်တေချာမှတွားပြီးတော့ထိုးကကောင်းတယ်ပေါ့နော်ဆိုကြကြတော့ဒီtest တွေသူခိုင်းတဲ့ test 3ခုဆို3ခု5ခုဆို5ခုပေါ့နော်အဲ့လိုပြီးအောင်လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီကောင်းစီမှာ show လို့ရတဲ့ skill တစ်ခုပေါ်လာမှာဖြစ်ပါတယ်အဲ့ခါကျရင်ကိုမတင်ကားတဲ့ imposter တို့ထင်တဲ့ကောင်တွားပြီးတွား show ပေါ့နော် stalker ကြတော့ brother တွေဒီကိုကြိုက်တဲ့လူတယောက်နောက်ကိုပေါ့နော်ဒီ live ပြီးတော့ထောက်လှမ်းလို့ရဖြစ်ပါတယ်သူဘယ်ကိုသွားနေရဆိုတာလေးကိုဒီထောက်လှမ်းထားတဲ့လူဘယ်နားမှာရှိရဆိုတော့ဒီကောင်မြားလေးနဲ့ပြနေရတယ်ဖြစ်ပါတယ်ဗျပြီးရင် strike valley ကကြတော့နောက်ဆုံးအချိန်ကြီးအသက်ရှင်အောင်နေရတဲ့ role ဖြစ်ပါတယ်ဒါကတော့ရုပ်ရှင်နဲ့ပေါ့နော် vigilante ကလည်းသူ့စီမှာဒီ short လို့ရတဲ့ skill တစ်ခုပါတယ်ဒါပေမဲ့တပွဲလုံးမှာတစ်ခါပဲ short ခွင့်ရှိရပေါ့နော်တစ်ခါ short ပြီးသွားဆိုလို့ရှိရင်သူ့ရဲ့ spare သုံးစားလို့မရတော့ပါဘူးအခုပြောပြမှာတော့ imposter တွေပေါ့နော်ဒီကောင်တွေကလူဆိုးတွေassassin ကကြတော့ဒီ role ပါလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ role တွေကိုမပြောပြကြပါနဲ့ပြောပြလိုက်လို့ရှိရင်သူက meeting ကန်ထဲမှာပေါ့နော်2ယောက်ထိတပွဲလုံးမှာနှစ်ခါပေါ့နော်ရိုးသေးကြရဲဆိုရင်အဲ့လူကိုအဲ့ရိုးနဲ့ရှိန်ပြီးတော့ပြစ်လိုက်လို့ရှိရင်မီတင်ထဲမှာဖောင်းလို့ရှော့ရမှာဖြစ်ပါတယ်ကန်နီဘယ်ကကြတော့ကိုရှော့လိုက်တဲ့ body ကိုသူကတပွဲလုံးမှာတစ်ခါပေါ့နော်စားပလိုက်လို့ရတယ်ပေါ့နော်ဖြောက်ပလိုက်လို့ရတယ်ပြီးရင်ခလုံးကကြတော့ဒီကောင်ကဘယ်လိုပြောမလဲသူကဘူပေါင်းလေးလိုက်ပေးရပါတော့ဘူပေါင်းလေးလိုက်ပေးတာတကယ်လို့သူကဘူပေါင်းနှလုံးထိပေးလိုက်ပြီဆိုလို့ရှိရင်အဲ့လူကမီတင်ခေါ်တဲ့အချိန်မှာဖောင်းဆိုပြီးရှော့မှာဖြစ်ပါတယ်သူကရိုးလဲရှော့လို့ရတယ်ပြီးရင်ဘောလုံးလေးပေးပြီးတော့လည်းမီတင်ထဲမှာလည်းရှော့လို့ရတယ်ဆိုတော့ဒီကောင်ကတော်တော်လေးမိုက်တယ်ပေါ့နော်ကျူဘေကကြတော့ကျွန်တော်တို့ဒီဘဲနှစ်ကောင်ကိုအမှတ်လေးပေးပြီးတော့နှစ်ကောင်လုံးကိုချိတ်ဆက်လိုက်ပြီးတော့တစ်ကောင်ရှော့လိုက်နောက်တစ်ကောင်ကအော်တိုရှော့မှာဖြစ်ပါတယ်နည်းနည်းတော့စောရခက်တယ်ပေါ့နော်ဘုံကကြတော့စောရတာခက်တယ်ဒီကောင်ကလူတယောက်ကိုဘုံပေးလိုက်ဆိုရင်ရှက်ရှင်းတော့မပေါ်ဘူးပြီးသွားလို့ရှိရင်ဒီစက္ကန့်နည်းနည်းနေလို့ရှိရင်ဒီကောင်ကအပေးခံရလို့စီမှာဘုံကလက်ထဲမှာ15စက္ကန့်ပဲကြံတော့ဆိုပြီးတော့အတန်လေးပါမြည်ပေါ်လာမှာဖြစ်တယ်အဲ့ချိန်ကျရင် तू ကကိုယ့်ကိုပြန်ပေးတာဖြစ်ဖြစ်တခြားလူကိုပေးရဖြစ်ဖြစ်လုပ်လို့ရပါတော့အချိန်မပြည့်ခင်ဒီအချိန်ပြည့်သွားဆိုရင်တော့အပေးခံရတဲ့လူကလက်ထဲမှာဘုံရှိနေလူကရှော့မှာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကလူအုပ်ကြားထဲကိုဝင်ပြီးတော့မတိမတာလေးရောရောင်ပြီးတော့ဘုံပြစ်ထည့်ခဲ့ရတယ်လို့ဖြစ်ပါတယ်ပြီးရင်တော့ drone ကကြတော့ဒီ drone ဆိုရဲဒီငကားလို့ဘာလို့အကောင်ကြီးဖြစ်ကိုပြောင်းပြီးတော့လိုက်ချောလို့ရဖြစ်ပါတယ်ဒီကောင်ပြောင်းလာတဲ့အချိန်မှာကိုဘယ်သူလဲဆိုတော့ဘယ်သူမှမမြင်ရဘူးပေါ့နော်ပေါ်တင်လိုက်ချောလို့ရတယ်ဆိုတော့မိုက်တယ်ပေါ့နော် aspa ကကြတော့လူတယောက်ကိုအမှတ်ပေးလိုက်မှဖြစ်ပြီးတော့အမှတ်ပေးခံရတဲ့လူကစက္ကန့်အနည်းငယ်ကြာတဲ့ခါကြာလို့ရှိရင်အော်တိုချောမှာဖြစ်ပါတယ်ပြီးရင်ဒီကောင်တွေကကြော်မယ်ဘာလို့ဆိုတော့တွေးနေကြ role မဟုတ်တဲ့အတွက်ပေါ့နော်ပြီးရင် invisibility ဒီကောင်ကကြတော့ကိုဖြောက်ပြီးတော့လိုက်ချောလို့ရတာဖြစ်ပါတယ်ဒီကောင်ကိုဖြောက်ထားပြီဆိုရင် तू ့ကိုလည်းမမြင်ရတော့ तू ကလည်းတခြားလူတွေကိုမမြင်ရတော့ဘူးပေါ့နော်ဆိုတော့ရန်ထိုးရတာပါနောက်ထပ်တနည်းကြတော့ဒီကောင်ကအဲ့လိုချော်ပြီးတော့ကညာမှာကိုဖြောက်ပြီးတော့ထွက်ပြေးသွားတာရယ်ပါလေလှုပ်လို့ရတယ်ပေါ့နော်ပြီးရင်လွတ်တာတော့ကြော်မယ်မိမဲကကြတော့တခြားလူတယောက်ကိုထိန်းချုပ်ပြီးတော့ရှော်လို့ရတာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့ကိုသွားအဲ့လူအဝေးကြီးကနေလှမ်းထိန်းချုပ်ပြီးတော့ကိုသွားစေချင်တဲ့နေရာကိုသွားလို့ရတယ်ပေါ့နော်စက္ကန့်အနည်းငယ်ပေါ့5စက္ကန့်လောက်တော့ကြာမယ်ထင်တယ်ဗျပြီးရင်တော့ morphine ကကြတော့သူကလူတယောက်နောက်ကိုကတ်သွားပြီးတော့အဲ့လူဆေးထိုးနဲ့ထိုးပြီးတော့အဲ့လူပုံစံအဖြစ်ကိုပြောင်းလဲနိုင်တယ်ပေါ့နော်ပုံပြောင်းပြီးတော့အဲ့လိုမျိုးလူကြီးပါရှော့လိုက်လို့ရှိရင်ပုံမှန်မသိတော့ဘဲနဲ့ဟာဘသူရှော့ရတယ်ဘာညာအဲ့လိုဇဝေဇဝါဖြစ်အောင်လုပ်တဲ့လူဖြစ်ပါတယ်ပြီးရင် ninja ကိုကြော်မယ်ပြီးရင် party ကကြတော့သူကလူတယောက်ရှော့လို့လည်းရတယ်ပြီးရင်နောက်ထပ်သူ့ရဲ့ skill ကဒီလူတယောက်ကိုဘောလုံးပေးလိုက်မယ်ဆိုရင်အဲ့လူက meeting ထဲမှာစကားပြောလို့ရှိရင်အတန်သေးအတန်ညောင်လေးဖြစ်နေပဲပေါ့နော်သူက crown နဲ့နည်းနည်းခက်စင်စင်ပဲဒါပေမဲ့ crown ကကြတော့ရှော့လို့ရတယ်ဒီကောင်ကရောက်ရှော့လို့မရဘူးပေါ့နော်အတန်သေးအတန်ညောင်ပဲဖြစ်သွားတာပြီးရင်ဒီ figure ကကြတော့သူက
ပုတ်တင်အပူရအောင်လုပ်လို့ရတဲ့imposter ဖြစ်တယ်ပေါ့နော်ဒီကောင်ကသူသတ်မှတ်လိုက်တဲ့လူကိုအဲ့လူကပေးလိုက်တဲ့ခါကြလို့ရှိရင်ဒီမဲကအပူဖြစ်သွားတာ professional ကရောဒီ Canadian role ရဲ့ counter လို့ပြောလို့ရတယ်ဒီကောင်ချောလိုက်လို့ရှိရင်အချောခံရတဲ့ body ကပျောက်သွားမယ်ပေါ့နော်ဘယ်သူမှမမြင်ရတော့ဘူးCanadian ကိုချောလိုက်လေ Canadian auto report ပဲမဖြစ်ဘူးပေါ့နော်အဲ့ဒီ body ပေါ့အချောခံရတဲ့ body ပေါ့ကိုတခြားတယောက်ကဖျက်လျှောက်လိုက်တဲ့အခါမှသာဒီ auto report ဖြစ်သွားမယ်ပေါ့နော်ပြီးသွားရင်တော့ serial killer ကကြတော့သူ short ခိုင်းတဲ့ကောင်ကိုတွားပြီးတော့ short လိုက်မယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခေါက် short ဖို့အတွက် skill ကခဏလေး9တောင်းခဏလေးနဲ့နောက်ထပ်တစ်ကောင်ထပ် short လို့ရမယ်ပေါ့နော် silencer ကကြတော့ဘဲတစ်ကောင်ကိုအမှတ်ပေးလိုက်ပြီဆိုလို့ရှိရင်ဘဲကကျွန်တော် meeting နဲ့ရောက်တဲ့ခါကြလို့ရှိရင်သူ့ရဲ့အတန်ကိုမကြားတော့ဘူးပေါ့နော်ဆိုတော့ဒီကောင်လည်းမိုက်တယ်အဲ့လိုမျိုးတော့ round မှာတယောက်ပေါ့နော်အတန်မထွက်အောင်လိုက်လို့ရတယ်ဖြစ်ပါတယ်ပြီးရင်ဒီကောင်လေးကကြော်လိုက်မယ်ပြီးရင် sniper sniper ကကြတော့ဒီကောင်ကအဝေးထီကိုလိုက်ပြီးတော့ short လို့ရတယ် sniper ပုံစံနဲ့ပေါ့နော်သူ့ရဲ့ sniper စကွင်းကြီးပေါ်လာလို့ရှိရင်တခြားလူရတယ်မြင်ရတယ်ပေါ့နော်ထွက်ပြေးလို့ရတယ်ဆိုတော့ဒါပေမဲ့တခုရှိရကဒီ sniper နဲ့ချိန်နေတဲ့အချိန်မှာကိုယ့်ရဲ့ body ကလှုပ်လို့မရဘူးပေါ့နော်ဆိုတော့ဒီကောင်ကမိုက်တော့မိုက်ပြင်မဲ့မီးဖို့ကလည်းလွယ်တယ်ပေါ့နော်ပြီးရင်တော့ spy ကကြတော့ meeting call တဲ့အချိန်မှာလူတယောက်ကိုပုတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့လူရဲ့ role ကိုကဘာလို့လဲဆိုတော့မြင်ရမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ spy ကလည်းတော်တော်လေးမိုက်တဲ့ထဲမှာပါတယ်ပြီးရင်တော့ Antarctica ကကြတော့တယောက်ကို short ယူရလို့ရှိရင် body ကိုတခြားနေရာကိုနေရာရွှေ့လို့ရတဲ့ကောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော့သိတော့မကြိုက်ပါဘူးအခုကျွန်တော်ပြောသွားတဲ့ imposter role တွေမှာအကောင့်တိုင်းမှာဒီ short လို့ရတဲ့ skill တွေအကုန်လုံးပါကြရပါတော့ short လို့ရတဲ့ skill ပြင်ကိုတခြားအပူစပယ်ကြီးပါတာဖြစ်ပါတယ်အခုကျွန်တော်ပြောပြမှာတော့ natural role ဖြစ်ပါတယ်ဒီကောင်ကတော့ကြော်လိုက်မယ်ကျွန်တော်မကြဘူးပေါ့နော်ဒူဒူဘက်ကကြတော့ဒီကောင်ကကိုယ့်ကို imposter လို့ထင်ပြီးတော့လူတွေဝိုင်းပြီးတော့မဲပြီးအောင်လုပ်ရတာဖြစ်ပါတယ်ဒီကောင်ပါလာအန်ဒီရများရေပေါ့နော်ဒီကောင်ဟန်ဆောင်ပြီးသူချောတာလို့ပါလို့ဟန်ဆောင်နေရဘူးကိုကဒီကောင် imposter ဆိုပြီးတော့မဲပေးနိုင်ဒီကောင် auto နိုင်အောင်မှာဖြစ်ပါတယ်ပြီးရင်တော့dueling ဒူဒီကောင်ကကြတော့ဒူဘက်တပွဲထဲမှာဒူဘက်နှစ်ကောင်ဖျက်အောင်ဖြစ်ပြီးတော့ဒီ quest အမြန်ပြီးတဲ့လူကနောက်ထပ်ဒူဘက်ကိုသွားချောလို့ရတယ်ဖြစ်ပါတယ်ဆိုတော့နည်းနည်းချုပ်တယ်ပေါ့နော်ဒီကောင်တွေပါလာလို့ရှိရင်မဲပေးရမလားမပေးရအောင်လား imposter လားဒူဘက်လားမသိဖြစ်ကုန်တယ်ပေါ့နော်ပြီးရင်တော့ fair ကောင်ကကြတော့ imposter လို့ပဲဒီကောင်မှာ show လို့ရတဲ့ skill တစ်ခုပါတယ်ဖြစ်ပါတယ်ဟောကတော့အကြတော့နဲတယ်ဒီကောင်ကကြတော့ဒီ Godzilla မှကြာတာဒီကောင်ကဘာသာတော့ဒီ Godzilla မီးမှုတ်တော့မယ်ဆိုလို့ရှိရင်မီးမှုတ်ခံရမယ့်အိမ်ကိုဒီကောင်ကမြင်ရတယ်အဲ့လိုမျိုးအဲ့မီးမှုတ်ခံရတဲ့အိမ်ထဲမှာဒီကောင်ကကြုံမြင်ရပြီးတော့အဲ့အိမ်ထဲမှာသွားနှိလိုက်မယ်ဆိုလို့ရှိရင်ကိုကတော့မလျှော်ဘူးပေါ့နော်တခြားလူတွေကအဲ့လိုမျိုးအမှုတ်ခံရလို့ရှိရင်ရှော့တယ်ဒီကောင်က3ခါအထိမီးနဲ့အမှုတ်ခံရပြီးဆိုလို့ရှိရင်တခြားဘဲတွေကိုမီးနဲ့လိုက်မှုတ်ပြီးတော့ရှော့လို့ရတယ်ပေါ့နော်တော်တော်လေးလက်မိုက်ပါတယ်ဟော်လေပယ်လီကန်ကတော့ဒါကျွန်တော်အကြိုက်ဆုံး role တွေမှာပါတယ်ဒီကောင်ကလူတယောက်ကိုငုံလို့ရတယ်ပေါ့နော်တယောက်မကပါဘူးကိုတောင်ပြေသွားတယ်နောက်တစ်ကောင်ထပ်ငုံလို့ရတယ်ဒါပေမဲ့တစ်ခုရှိတာကဒီတယောက်ကိုငုံပြီးသွားဆိုလို့ရှိရင်တခြားလူတွေမရှိတဲ့နေရာမှာလွတ်ကျွတ်သွားနေရကောင်းတယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးကိုဘိုက်ထဲရလူရဲ့အတန်အောင်လဲဘေးရလူကြီးအကြားရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုဘီနောက်မှာ budgetary သမားတွေပါရရှိနေတာဆို budgetary နဲ့ကိုကောက်ထူလိုက်လို့ရှိရင်ကိုကရှော့ပြီးတော့အထက်ကကောင်ပြန်ထွက်လာမှာဖြစ်တယ်သူ့ဘိုက်ထဲကကောင်ဘယ်အချိန်မှာတည်လဲဆိုလို့ရှိရင်တော့ကျွန်တော် meeting ခေါ်လိုက်တဲ့အခါကျတော့ရှင်အဲ့ဒီကောင် auto short မှာဖြစ်တယ်ပေါ့နော် PG ပါလို့ရှိရင်အန်ဒီရများတယ်လူတွေပူးနေလို့မရဘူးပေါ့နော်ဒီကောင်ပါလို့ရှိရင်ကျွန်တော် meeting ကိုခဏခေါ်ပေးရတယ်ဘာလို့လဲဆိုတော့ဒီကောင်ကလူတွေကိုလိုက်ပြီးဟက်ရှူနဲ့လိုက်ပြီးတော့အမှတ်လေးလိုက်ပေးရပါနော်ရှိသမျှလူတွေအကုန်လုံးအမှတ်ပေးနိုင်သွားရဲဆိုလို့ရှိရင်ဒီကောင်ကနိုင်အောင်မှာဖြစ်တယ်ဆိုတော့ဒီကောင်ပါလို့ရှိရင်meeting ကိုခဏခေါ်ပေးပေါ့နော်ပြီးရင်တော့ Raven ကြတော့ကျွန်တော်တို့ဒီ meeting ခေါ်တာတဲ့အချိန်မှာပေါ့နော်သူ့ကိုဒီ router ကိုရှော့ခိုင်းမယ်အဲ့ဒီအချိန်မှာသူကဒီလူတွေထဲမှာပေါ့နော်ဖြစ်နိုင်ခြေရှိတဲ့လူကိုတွားရွှေ့ပြီးတော့တွားရှော့ရမယ်မှန်လို့ရှိရင်အဲ့ဒီကောင်ကတခါတည်း meeting ထဲမှာရှော့သွားမယ်မှားသွားတယ်ဆိုလို့ရှိရင်တော့မရှော့ဘဲနဲ့ကို meeting တော့ auto ကြီးပြင်ရောက်လာမယ်ပေါ့နော်ဆိုတော့ဒီ Raven တွေပါလို့ရှိရင်ကိုယ့်ရဲ့ role တွေကိုမပြောပြပါနဲ့အန်ဒီရများတယ်ပေါ့နော်ဒီ Vasha ကြတော့သူကဒီ imposter တွေကြီးလိုက်တဲ့ body တွေကိုလိုက်ပြီးတော့လိုက်စားရတာပါသူ့အရေးအတွက်ပြေးသွားပြီဆိုလို့ရှိရင်ဒီကောင်ကနိုင်အောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒူဘက်ထဲကအကြအများဆုံး role တွေကိုကျွန်တော်ပြပြပေးသွားရလဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ